ကောင်မလေးတယောက်နိုးလာတဲ့အခါသူ့ကိုယ်သူထောင်ချောက်ထဲမှာပိတ်မိနေပြီးအနက်ရောင်ဝတ်စုံဝတ်လူတစုကဝိုင်းထားတာကိုထိတ်လန့်ဖွယ်ရာတွေ့လိုက်ရပါတယ်။အဲ့ဒီလူတွေကသူတို့ရဲ့ကျင့်ကြံစွမ်းအားတွေတိုးတက်လာအောင်သူမကိုစားပစ်ဖို့ကြံစည်နေကြတာပါ။ကောင်မလေးကြောက်လန့်တကြားဖြစ်နေချိန်မှာပဲလူမဲတယောက်ရုတ်တရက်လဲကျသေဆုံးသွားပြီးကျန်တဲ့လူတွေအားလုံးကြောက်လန့်တကြားထွက်ပြေးကုန်ကြပါတယ်။ကောင်မလေးကကယ်တင်ရှင်ရောက်လာပြီလို့ထင်လိုက်ပေမဲ့တကယ်တမ်းသူ့စီလျှောက်လာနေတာကအစောကလူတွေထပ်ပိုးပြီးကြောက်စရာကောင်းတဲ့ယောက်ျားတစ်ယောက်ဖြစ်နေပါတယ်။သူကကောင်မလေးကိုထိဖို့လက်လိုက်တဲ့အခါအသက်ရှင်ဖို့အတွက်ကောင်မလေးကလောင်းကြီးထက်လိုက်ပါတယ်။ရှင်ကျမကိုတက်လို့မရဘူးကျမတို့ကချစ်သူတွေလေပြီးတော့ကျမမှရှင်ရဲ့ကိုယ်ဝင်ရှိနေပြီလို့ညာပြောလိုက်ပါတယ်။ယောက်ျားကတောင့်ခဲသွားပါတယ်။ကောင်မလေးကသူ့လောင်းကြီးမှန်သွားမှန်တိလိုက်ပါတယ်။ဒါပေမဲ့ယောက်ျားကသူ့ရဲ့အိမ်မွေးသွေးဆန်မွေးလေးကိုစင့်ခေါ်ပြီးအမှန်တရားကိုစစ်ဆေးခိုင်းပါတယ်။လိန်ပြောရင်ချက်ချင်းအစားခံရမှာပါ။ကောင်မလေးကကျမရှင်ကိုလိုက်ရှာနေတာကြပြီးရှင်တိတ်မေယောဂခံစားနေရမှန်မကြသေးခင်ကမှသိရတာလို့ဆက်ပြောပါတယ်။မွေးလေးကဘာမှမတုံ့ပြန်တာကြောင့်ယောက်ျားကသူဟာအဲ့ဒီစစ်ဆက်ထားသူဖြစ်မယ်လို့ယုံကြည်စာပြုလာပြီးသူမကိုကြိုးဖိပေးလိုက်ပါတယ်။ဒီလူရဲ့စွမ်းအားကြီးမားမှုကိုသိလိုက်ရတဲ့အတွက်ကောင်မလေးကဘေးကင်းကင်းနဲ့ထွက်မပြေးနိုင်ခင်အထိသူ့နားမှာပဲကပ်နေဖို့ဆုံးဖြတ်လိုက်ပါတယ်။ကူထဲမှာမောင်လုံးလို့ကောင်မလေးကသူ့ကိုမတော်တဆဝင်တိုက်မိပါတယ်။ယောက်ျားကငါကဘာလို့ဒီလောက်အားနွဲ့ရဲ့မိန်းမကိုယူထားမိတာပါလဲလို့နားမလည်နိုင်ဖြစ်နေပေမဲ့သူမလမ်းမြင်ရအောင်ပိုးဆုံးကျူးလေးတွေကိုဖန်ဆင်းပေးလိုက်ပါတယ်။ဒီလူကအပြင်ပန်းချမ်းတန်းပေမဲ့စိတ်နှလုံးနူးညံ့မှန်းသူသိလိုက်ရပါတယ်။ဒါပေမဲ့ယောက်ျားကသူတို့ရဲ့ဆက်ဆံရေးကိုတက်တည်ပြခန်းပြန်ပါတယ်။ကောင်မလေးကကြောက်စိမ့်ဆွဲပြားကိုထုတ်ပြပြီးဒါဟာသူတို့ရဲ့အချစ်တင်ကြတာဖြစ်ကြောင်းယောက်ျားဘက်ကအချမ်းကတော့အတိတ်မေ့သွားတော့ကပျောက်သွားတာဖြစ်ကြောင်းလင်းပြောလိုက်ပါတယ်။ရှင်အသက်ရှင်နေရင်ပဲကျင်းနေပါပြီလို့ပြောလိုက်ပါတယ်။ယောက်ျားကဇဝေးစွာဖြစ်နေတော့ကောင်မလေးကသူ့လက်မောင်းကိုချိတ်ခင်ပွန်းတယ်လို့ခေါ်ပြီးသူတကယ်ဘာမှမမှတ်မိတော့ဘူးလားဆိုပြီးရင်ခွင်ထဲကိုတဖြည်းဖြည်းတိုးဝင်လိုက်ပါတယ်။တစ်ခါမှဒီလိုအနီးကပ်မနေဘူးတဲ့ယောက်ျားကြီးကကောင်မလေးရဲ့အပြုအမူကြောင့်ရှက်သွေးဖြာပြီးလက်ထွက်ပြေးသွားပါတော့တယ်။ကောင်မလေးကဗိုက်စာတယ်ပြောတော့သူအစာသွားရှာပေးပါတယ်။ကူထဲကမထွက်နဲ့ထွက်ရင်အစားခံရမယ်လို့မှာခဲ့တာကြောင့်ကောင်မလေးကလိမ္မာစွာစောင့်နေလိုက်ပါတယ်။မကြခင်သူပြန်ရောက်လာပြီးအစားအစာတွေပြစ်ပေးလိုက်ပေမဲ့သူကိုယ်တိုင်ကတော့ဒဏ်ရာတွေကြောင့်မေ့လည်သွားပါတယ်။ကောင်မလေးကထွက်ပြေးဖို့အခွင့်ကောင်းရပြီလို့တွေးလိုက်ပေမဲ့တတိမိနေတဲ့လူကိုထားမသွားရခဲ့ပါဘူး။သူမကမွေလေးစီကနေကုသပေးမဲ့ဆေးတောင်းရင်အင်းဆက်တကောင်ရဲ့အကိုက်ကိုခံလိုက်ရပါတယ်။သူမကယောက်ျားကိုဆေးတိုက်ဖို့စူးစမ်းပေမဲ့ပါဇက်ကဆေးထားလို့တိုက်မရပါဘူး။နောက်ဆုံးတော့သူ့ကိုပေါ်ခုထိုင်နားတိုးကပ်ပြီးလက်နဲ့ပါဇက်ကိုအတင်းဟကဆေးတိုက်လိုက်ပါတယ်။ယောက်ျားကနိုးလာပြီးအေးဆက်ဆက်ကြည့်နေတော့ရှင်ကိုကဲမလို့ပါလို့ရှင်းပြရင်ကောင်မလေးကအားပြက်ပြီးသူ့ရင်ဝင်ထဲမေ့လဲကျသွားပါတယ်။အေးဆက်တုံကြီးပြီးသူ့ကိုတင်းတင်းကြပ်ကြပ်ဖက်တွယ်ထားတဲ့ကောင်မလေးကိုယောက်ျားကဆိတ်ရှုပ်တယ်လို့ထင်ပေမဲ့တော့မထုတ်ပါဘူး။သူမအစိမ့်မိမှန်ချက်ချင်းရိပ်မိလိုက်ပြီးကုသပေးဖို့အတွက်သူမရဲ့လက်ချောင်းလေးကိုယူပြီးသူ့ပါဇက်ထဲထည့်ကအစိတ်ဆုပ်ထုတ်ပေးလိုက်ပါတော့တယ်